Huawei Mobile ကဆော့လို့ကောင်းရင်ပဲစားဆော့ခြင်းဘတ်တန်နဲ့ရမ်းများလို့တိုင်ပတ်နိုင်တယ်ဗျဒီဗီဒီယိုမှာ Quest တွေ main ဆက်ခွင့်ဘတ်တန်တွေကိုရိုးရိုးလေးရှင်းပြပေးမယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်မြေပုံအကြောင်းအရင်ရှင်းပြပေးမယ်နော်မြေပုံမှာတော့ဒီလိုလွှာ3လွှာရှိရနော်မြေပုံမှာဒီလိုမျိုးအဝါရောင်တိုင်ပုံစံမျိုးတိုင်နေတွေ့လို့ရှိရင်တိုင်နာသွားပြီးတော့ဖွင့်ခဲ့ပါဖွင့်သွားပြီဆိုလို့ရှိရင်သူကတတိုင်းနဲ့တတိုင်းကိုသွားလို့ရတယ်ပေါ့နော်လမ်းလျှောက်စရာမလိုပဲသွားလို့ရတယ်တိုင်နာကလို့ရှိရင်လည်းသွေးတွေပါတွေပြန်ပြီးတော့တက်တယ် energy တွေပြန်ပြည့်တယ်မြေပုံကဘာမှမပေါ်ဘူးမှောင်နေတယ်ကွာဒီမီတော့ပုံစံတစ်ခုပဲပေါ်တယ်အဲဆိုရင်မီတော့ပုံစံနေရာကိုသွားပြီးတော့အဲနားမှာရှိတဲ့ဝါချိုးပိုးနဲ့လူကိုစကားပြောလိုက်အဲဆိုမြေပုံလင်းသွားလိမ့်မယ်မြေပုံမှာရှိတဲ့အနီရောင်တိုင်တွေကရန်သူစခန်းတွေအဲနေရာရန်သူအကုန်တတ်နိုင်လက်နက်တွေနဲ့လက်ဆောင်တော်တော်များများလေးရတယ်ဒီစာအုပ်နေရာမှာတိုင်းကွက်အသစ်တွေသွားတင်လို့ရတယ်နော်နောက်ပြီး quest တွေက2မျိုးရှိရပါ main quest နဲ့ side quest main quest တွေကကြတော့အဲဒီဘယ်ဘက်ထောင်းမှာအဝါရောင်လေးနဲ့ပြပေးတယ်အခုဒီမှာ main story ထဲမှာကြည့်လို့ရတယ်ကျွန်တော်တော့ quest တွေတခုမှမရှိတော့ main quest ကိုအရင်ဖြေပေါ့နော် side quest တွေကဖြေရှင်လည်းရတယ်မဖြေလည်းဘာမဖြစ်ဘူးဒီနေရာမှာတခုပြောချင်တာ main quest တွေကိုဖြေပါမဖြေဘဲမနေပါနဲ့ main quest တွေကိုဖြေမှ story line ကဆက်ပြီးတော့သွားနေမှာပေါ့နော်ဒီနေရာမှာချစ်သူဘာညာရှိလို့ရှိရင်ကိုဝေါ်တဲ့ကိုခေါ်ပြီးတော့အတူတူဆော့လို့ရတယ်ပေါ့နော်ချစ်သူဘာညာမရှိဘူးဆိုလည်းပေါ်တာလေးခေါ်ဆော့လို့ရမယ်မိုက်ဒီပါဖွင့်ဆော့လို့ရမယ်ကိုဝေါ်ထဲမှာသူရောက်နေလို့ရှိရင်သူ့နေရာကိုသွားဖို့တည်းမှာရှေ့ရလေးတစ်ရှိရဲအဆော့ခြင်းနောက်အမြားလေးနဲ့ပြန်ထွက်လိုက်လို့ရတယ်ဒီကမြင်းခေါ်လို့ရှိရင်ဒီနေရပုံစံလေးကဝိုင်းဆန်းခေါ်အကောင်သုံးလိုက်အတစ်ဖြစ်နေရတယ်အကုန်လုံးမြင်ရတယ်လူရှင်းလူမြင်ရတယ်လက်ဆောင်လေးတစ်တာပုံးလေးပါလိရှင်းမြင်ရတယ်ငှက်လေးအကောင်လေးပတ်ပြေးနေလည်းမြင်ရတယ်ဘာလို့အမှမသိရှာနေရတခုပျောက်သွားဆိုလို့ရှိရင်ဝိုင်းဆက်နေသုံးပြီးကြည့်လိုက်ပေါ့ပတ်လေဒါဆိုတခုတော့တွေ့ရမှာပေါ့နော်ဒီမှာမြင်းခေါ်လို့ရမယ်စတိုင်နဲ့လမ်းလျှောက်လို့ရမယ်ပြီးလို့ရှိရင်enemy အခြေတမကြောက်ကုန်းပြီးတော့ဖြည်းဖြည်းလေးပုံပြီးသွားလို့ရတယ်နော် enemy ကိုယ်ရနေပုံသွားလို့ရတယ် enemy နောက်ရောက်ခံလိုက်မှဆိုလို့ရှိရင်လည်းအကောင့်လေးနဲ့ကုန်းပြီးတော့နောက်ကနေဖြည်းဖြည်းလေးလိုက်သွားလို့ရတယ်အဲ့နေရာမှာသုံးတာပေါ့နော်အဲ့ဒါအစားပြီးဒီမှာကိုရှာထားတဲ့တိုင်ကွက်တွေကိုဒီထဲမှာလည်းလှည့်ပြီးတော့စမ်းကြည့်လို့ရတယ်ပြီးဓာတ်ပုံအလှတွေရိုက်လို့ရတယ်ပြီးဒီမှာ immersive mode ဆိုရှိရအဲ့မှုကလည်းနည်းထူးဆန်းနေပေါ့နော်အဲ့တော့ပြီးမှပြပြမယ်ဒီဝိုင်းဆန်ခုနနေရပုံစံနဲ့တူပဲပေါ့နော်ဘူးလေးကအိမ်ဆောက်တာပြီးအောက်မှာကင်မရာတွေပါဇွန်းဆွဲကြည့်လို့ရတယ်လို့ရှင်းဒီရန်သူလိုက်လို့ပြေးနေရတော့သွေးရော့နေခါမျိုးတို့အနည်းဆုံးတာဝါပေါ်တယ်ပြန်လို့ရတယ်ပေါ့နော်အဲ့တော့အမြန်အိုင်နာနေပြီးတော့နှိပ်လိုက်လို့ရတယ်stuck ဆိုလေ immersive move ဆိုယူကြည့်လိုက်အဲ့ကောင်နှိပ်လိုက်လို့ရှိရင်ဘာမှကိုမပေါ်တော့ဘတ်တန်နဲ့ဒီလောက်ရှုပ်ပါဆိုမှဘာမှမပေါ်တော့ဘူးလေကိုကစကီတာချန်နေဆိုလို့ရှိရင်တော့အဲ့ဒါကိုဖျောက်ပြီးတော့ဆော့ပေါ့ဗီဒီယိုကောတွေပါလောက်တာပါညာတရားနဲ့ရှာတာပါညာဆိုရှင်အဲ့ကောင်လေးနဲ့ဖျောက်ပြီးတော့ဘတ်တန်နဲ့အလို့ရနေတော့မှန်းပြီးသုံးကြည့်ပေါ့အဲ့ဆိုရင်ဒီလိုအဆင်ပြေမှုကြီးကြည့်နေရတဲ့အတိုင်းပဲပေါ့နော်အခုကျွန်တော်လက်နာနေပေါ့နော်ခဏကိုဘူးဖြိခိုက်သွားတယ်ခုနဒီဘိနာအဆောက်အဦကနေပြီးတော့ပြုတ်ကျသွားအဲ့တော့ကျွန်တော်ဆေးပြန်ကူရမှာပေါ့နော်ဆေးမကူပဲထားလို့မရဘူးတဖြည်းဖြည်းနဲ့ရှင်းနေဆိုးလာရင်လှုပ်လို့မရတော့လမ်းလျှောက်လို့မရတော့ဒီပိုင်းတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ပြီးမှနောက်ဆုံးမှဆေးကူပြမယ်ညာဘက်အပေါ်ဘာဟာတော့မပြောပြတော့သူစကင်ရောင်းနေတဲ့ဟာဆိုတော့အခု main menu တွေကဘတ်တန်တွေအကြောင်းတစ်ခုချင်းအစင်းလိုက်ရှင်းပြမယ်နော်ဒီကောင် bus ဆိုတာလွယ်အိတ်ဒီပစ္စည်းတွေကိုရထားပစ္စည်းတွေအဲထဲမှာတွားပြီးကြည့်လို့ရတယ်ဓ
develop ကကြတော့ကိုယ်စီမှာကိုကင်ထားတဲ့ weapon တွေကိုယ့်ရဲ့တိုင်းကွက်တွေ interway တွေသွားပြီး upgrade တင်လို့ရတယ် appearance ကအင်ကြီးတွေလဲလို့ရတယ်မျက်နှာတွေပြင်လို့ရမယ် profession အဲ့ကောင်စီးပညာကိုလည်းပြင်မြင့်တဲ့နေရာ short ကကြဒီပတ်စံ3နိုင်မှာအဲ့ထဲဝင်ပေါ့နော်စကင်တွေရောင်းနေတာ even တော့ test တွေလုပ်ပြီးလက်ကားရတယ်ကွာ draw ကလည်းအဲ့လိုစကင်ရောင်းတာ battle pass ကလည်းအဲ့လိုပဲစကင်ရောင်းတာပေါ့နော် journal ဆိုတဲ့ဟာကကိုဘာတွေကိုဘယ်လောက်ထိချပြီးသွားပြီဘာတွေဘယ်လောက်ထိလုပ်ပြီးသွားဆိုရာခိုင်နှုန်းနဲ့အမှအဆုံးပြပေးတာပေါ့နော်သူကနဲ့သူ quest တွေကိုဒီမှာလည်းတစ်ခါပြန်ကြည့်လို့ရအဲ့ဆို quest ကြည့်လို့ရတဲ့နေရာ3နေရာနော်ဘယ်ဘက်ဘေးနားမှာစအဝါတန်းလေးဆင်ရတဲ့ quest တွေဝင်ကြည့်လို့ရတယ်ပြီးရင်မြေပုံထဲကနေပြီးတော့ quest တွေဝင်ကြည့်လို့ရတယ်ပြီးဒီ main menu ထဲမှာဒီမှာ quest တွေထဲမှာဝင်ပြီးတော့ quest တွေဝင်ပြီးကြည့်လို့ရတယ်ပြီးဒီ companion ဆိုတာလည်းအဲ့လိုပဲကိုဘယ်ဟာတွေပိုင်ဆိုင်ပြီးသွားဘယ်လောက်ထိပိုင်ဆိုင်ပြီးသွားဆိုတာကိုအဲ့ထဲမှာတစ်ခုချင်းစီရှာပြပေးထားတယ်ဒီမှာ Wendy Pass ဆိုတာကြောက်ကွာ 1/1 arena တွေချလို့ရမယ်အဖွဲလိုက်တွေဆော်လို့ရမယ်ပြီးလို့ရှိရင် ball တွေတွားပြီးတော့တွားတက်လို့ရတဲ့နေရာပေါ့နော်ဒီမှာ season ကတော့ season ပေါ့နော် season block ရောက်ပြီလေပြီးရင် season short တွေပဲအထက်မှာရှိတယ် set တွေကတော့ကျွန်တော်လည်းတစ်ခါမှရွေးမစော့ဘူးသေးဘူးပြီးဒီမှာ social က friend တွေ relationship တွေrelation ဟိုတင်းနေပါပေါ့နော်အဲ social တွေထဲမှာဝင်ကြည့်လို့ရတယ် guide ကကြဒီပတ်ကြီးလို့ဆိုရင် squad လိုမျိုးပဲပေါ့ဒါပေမဲ့လူတွေအများကြီးထည့်ပြီးတော့ဒီအဖွဲကပေးတဲ့လက်ဆောင်တွေပါရတယ်ပေါ့နော်အခုဗီဒီယိုရှည်သွားမှာဆိုလို့ကျွန်တော်ပတန်တွေရဲ့အသေးစိတ်ကိုတစ်ခုချင်းစီနောက်ဗီဒီယိုကျရင်ထပ်ပြီးရှင်းပြပေးမယ်နော်လောဆယ်ဒီဘက်ညာဘက်မှာ download စီထားတဲ့ပတန်သေးသေးရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမယ်အပေါ်ဆုံးပတန်ကျတော့ဒီ game တစ်ခုလုံး system ဘယ်လိုလုပ်တယ်ဆိုတာဘယ်ပတန်ကဘာလုပ်တယ်ဆိုတာအဲ့လိုမျိုးဝင်ကြည့်လို့ရတယ်စာရေးဖတ်ပြီးတော့ဗောနော်နောက်ကစာရေးကကြောက်ကိုစီဝင်တဲ့ message တွေစစ်လို့ရတယ်လက်ဆောင်တွေပဲဝင်နေအဲ့ထမဲ့ဝင်ယူလို့ရတယ်နောက်ကနိုင်ရကြောက်ဒီ game နဲ့အချိန်ပေါ့နော် game နဲ့အချိန်ကိုကြော်ခြင်းနဲ့ဆိုကြော်လို့ရတချို့ machine တွေကကြော်ခိုင်းတာဘာညာရှိရလေအဲ့လိုမျိုးနောက်ရက်မှလာခဲ့ဘာညာဆိုအဲ့ထဲမှာဝင်ကြော်လိုက်ရင် game ထဲမှာလည်းကြော်သွားပြီပေါ့နော်ဓာတ်ပုံအလှရိုက်တဲ့နေရာကတော့အမေပြန်ပါတယ်ပေါ့နော်အောက်ကဒီလူပုံစံလေးကကြာပတ်ချီမှာဆိုလို့ရှိရင်ဟိုကောက်ကွယ်ပေါ့နော် emo ကိုမှရှေ့ကောက်ကွယ်တွေအထင်းမဲ့သုံးလို့ရတယ်ပေါ့နော်အောက်ကစာရွက်ပုံစံလေးကအဲ့ဒါလည်း question ပဲလို့ရှိရင်အောက်မှာ setting ကကြာဒီ game တစ်ခုလုံးရဲ့ setting ပေါ့နော် camera display ပြီးလို့ရှိရင်ဒီအတန်ပိုင်းတွေ language တွေ game တစ်ခုလုံးက setting ကိုအမှချိန်ရမယ်အောက်ကစာရွက်နဲ့စုပ်တံပုံစံလေးကကြာ feedback ပေါ့နော် game က error တက်တာပါညာဆို customer service ကိုအဲ့ကျနေပြီးသွားပြီးပို့ရမှာပေါ့နော်ဒီအောင်ဆုံးထွက်တဲ့ဟာတော့ game နဲ့ကနေအပြီးထွက်တာပေါ့နော် okay ဒီဗီဒီယိုကတော့ screen က pattern တွေနဲ့ quest တွေအကြောင်းရိုးရိုးလေးရှင်းပြခဲ့တာဖြစ်ပါတယ်နားမလည်သေးရရှိရင်quest တွေမသိရရှိရင် comment ထဲမှာပုံလေးတွေနဲ့ဖြစ်ဖြစ်စာနဲ့ဖြစ်ဖြစ်မေးလာခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာတော့ compound တွေနဲ့ screen မှာရှိတဲ့ pattern တွေတစ်ခုချင်းစီကိုအသေးစိတ်ဗီဒီယိုလုပ်ပြီးတော့ရှင်းပြပေးပါမယ် okay နောက်မှပြန်တွေ့ကြပါပေါ့